ဒီကြိုထုတ်ငွေပေါ့ကြိုတင်ထုတ်ငွေနဲ့နောက်တစ်ခုကဘယ်ဟာတော့ဆိုရင်ကျွန်တော်အသုံးစရိတ်ပေါ့လုပ်ငန်းမှာသုံးလိုက်တဲ့အသုံးစရိတ်တွေထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ expense ဆိုတဲ့ထဲကိုသွားမယ်ပေါ့ expense ဆိုတဲ့ထဲသွားပြီးရင်ကျွန်တော်တို့ category ဆိုတာလေးကိုသွားမယ်အမှကျွန်တော်တို့ category ကိုခွဲမယ်ပေါ့ကျွန်တော်ဒါဝန်ထမ်းကြိုထုတ်ငွေဆိုရင်ကျွန်တော်တို့ဝန်ထမ်းရဲ့ကြိုထုတ်ငွေပေါ့ကြိုတင်ထုတ်ငွေပေါ့ကျွန်တော်ဒါကြိုတင်ထုတ်ငွေဒါဆိုကျွန်တော် category အနေနဲ့ကြိုတင်ထုတ်ငွေဆိုပြီးပေးလိုက်ပြီပေါ့ဒါနောက်ထပ်အကွာဒါသုံးတဲ့အသုံးစင်းတွေမှာဒါခုနကျွန်တော်တို့ဒီ transportation charge sorry ဟိုပါပေါ့ဟုတ်တယ်ဒီမှာ transportation charges တွေလည်းကျွန်တော်တို့ဒီမှာ category ခွဲပြီးထည့်လို့ရတယ်ပြီးဆိုရင်ဒီဝန်ထမ်းရဲ့ base salary ပေါ့အဲ့ဟာတွေကဆက်စကျွန်တော် category ခွဲပြီးထည့်ထားလို့ရမယ်ပေါ့အဲ့မှာကျွန်တော်တို့ category ခွဲပြီးပြီဆိုရင်ကျွန်တော်တို့ expand list ကိုသွားလိုက်မယ်expand list သွားမယ် expand list သွားမယ်ဆိုရင်ကျွန်တော်တို့ခုနဝန်ထမ်းတစ်ယောက်ကတော့ကြိုတင်ထုတ်ငွေလာထုတ်ပြီဆိုရင်ကျွန်တော်တို့ new expense ဆိုတာသွားလိုက်မယ် new expense ဆိုတာထားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် date ပေါ့ expand date မှာအခုကြိုတင်ထုတ်တဲ့ date ကိုမှကျွန်တော်တို့ရွေးလို့ရမယ်ပေါ့အောက်မှာ category ရွေးမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကြိုတင်ထုတ်ငွေကြိုတင်ထုတ် expand for ဆိုလို့ရှိရင်ဒါဝန်ထမ်းထားပါတော့အောင်ဆိုလို့ရှိရင်ကျွန်တော်အောင်ရဲ့အောင်အတွက်ကျွန်တော်တို့သုံးလိုက်တယ်ဆိုတဲ့သုံးခြင်းပေါ့အမှန်မှကျွန်တော်တို့ဘာနဲ့ပေးလိုက်တော့ဆိုရင် cash နဲ့ထုတ်ပေးလိုက်တယ်ဆိုတာမျိုးတွေရွေးလို့ရမယ်ပြီးတော့အမောင်းကဘယ်လောက်တော့ဆိုကျွန်တော်တို့အမောင်းက2သိန်းဆို2သိန်းပေါ့ကျွန်တော်ဒီမှာရေးပေးလိုက်မယ်ဒီ reference number လေးကတော့ရတယ်ပေါ့ကျွန်တော်တို့ဒီအဆင်ပြေတဲ့ကဏ္ဍလေးဒီမှာကဏ္ဍတော့တူအောင်တော့မရေးနဲ့ပေါ့အောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါတော့AA1 ဆိုလဲကျွန်တော်တို့ပေးလို့ရမယ်ပေါ့note ကျတော့လဲကျွန်တော်တို့ဒါကြိုက်တာရေးလို့ရတယ်ပေါ့အခုဒီကြိုတင်ထုတ်ငွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မှတ်ချက်လေးရေးပေးလို့ရတယ်ပေါ့မရေးရင်လည်းရပါတယ်ကျွန်တော်ပြီးဆိုရင်ကျွန်တော်ဒီမှာစေးလိုက်မယ်အမှဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကြိုတင်ထုတ်ငွေဆိုတာလေကျွန်တော်တို့ဒါ expense list မှာသွားပေါ်ပြီပေါ့အမှဆိုလို့ရှိရင်ကျွန်တော်အသေးစိတ်ကြည့်ချင်နေဆိုရင်ဒီအပေါင်းလေးပေါ့ဘယ်ဘက်ကအပေါင်းလေးနှိပ်လိုက်ရင်သူကဒီမှာပေါ့အောင်ပေါ့ကြိုတင်ထုတ်ငွေကကျွန်တော်တို့ဒီ2သိန်းဆိုပြီးပါလာလိမ့်မယ်အဲ့မှာအကိုကဒီလားချုပ်တွေသွားချုပ်ချင်တယ်ဆိုရင်ဒီ report တွေကိုသွားလိုက်မယ် report တွေသွားပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ expand report ဆိုတာရှိတယ်ပေါ့ expand report ဆိုတာကျွန်တော်တို့ဒီမှာဆို start date နဲ့ end date တွေရှိမယ်ပေါ့အမှ custom date လေးရွေးပြီးတော့မှကျွန်တော်တို့သွားလို့ရတယ်ပေါ့အမှကျွန်တော်တို့ category နဲ့ကျွန်တော် filter လုပ်မယ်ဆိုလဲရတယ်ပေါ့ကြိုတင်ထုတ်ငွေကိုကျွန်တော် filter လုပ်ချလိုက်မယ်ပြီးကျွန်တော် show လုပ်လိုက်မယ်အမှဆိုလို့ရှိရင်ကျွန်တော် expand code က expand code ရပြီးဆိုရင်ဒီ expand date ကဒီ10ရက်3လပေါ့ကြိုတင်ထုတ်ငွေreference number AA1 ပေါ့ဒီမှာဆိုလို့ရှိရင်ဘယ်သူအတွက်သုံးလိုက်တော့ဆို expand for အောင်အတွက်သုံးလိုက်တယ်ကျွန်တော်2သိန်းပေါ့ဒါလေးပါပဲကိုဟုတ်ဝန်ထမ်းရဲ့ကြိုတင်ထုတ်ငွေနဲ့ဒီအခုလုပ်ငန်းထဲမှာသုံးလိုက်တဲ့3စည်းရင်းတွေကိုထည့်ခြင်းအခုပုံစံလေးထည့်လို့ရမယ်